ဒေကလေးလေးဟာတညာပြင်းမြရနေတဲ့သူ့မိခင်ကိုမထားခဲ့ပါဘူးအေးခဲတဲ့တောင်တန်းဒေသထဲမှာတညာရပြီးလှောက်ရှားမရတဲ့မိခင်လီယိုပတ်အသက်ရှင်နိုင်မလားဆိုတာတောင်မသေးချာတော့ပါဘူးဒါပေမဲ့သူ့ကလေးလေးဟာမိခင်အနားမှာပဲနေခဲ့ပါတယ်အန်ဒီရီချာမှာမိခင်ကိုကာကွယ်ဖို့စူးစမ်းနေတဲ့ကလေးလေးဒီကလေးလေးဟာအနီးအနားမှာအကူအညီရှာရင်တစ်ခုတ်သမားဦးမိုးဆက်စီမှာသူ့အမေကိုကဲပေးဖို့အကူအညီတောင်းခဲ့ပါတယ်ဦးမိုးစလေကလေးပေါက်စားလေးခေါ်တဲ့နောက်ကိုအပြေးလိုက်လာတော့မှအမလီဒဏ်ရာရနေတဲ့လီယိုပတ်အမေကြီးကိုတွေးလိုက်ရတယ်တနာစရာပဲသူဟာဒဏ်ရာရနေတဲ့မိခင်ကိုကူညီပြီးဖြူးဆူဆောင်းဆောင်ပေးခဲ့ပါတယ်ဦးမိုးဆက်ရဲ့ကူညီမှုကြောင့်မိခင်လီယိုပတ်ဟာတဖြည်းဖြည်းပြန်လဲတမ်းမာလာခဲ့ပါတယ်နောက်ဆုံးမှာတော့မိခင်နဲ့ကလေးလေးဟာတဘာဝတော်တဲ့ကိုပြန်လဲသွားနိုင်ခဲ့ပါတယ်ချစ်ချင်းမေတ္တာနဲ့ကူညီတတ်တဲ့စိတ်တကယ်အံ့ဩစရာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်အကောင့်လေးကိုလည်း follow ခဲ့ကြပါအောင်ခင်ဗျာ